တီးခန့်ခြင်းဟာအောင်မြင်ခြင်းပါတဲ့ဒါပေမဲ့တချို့သောလွန်ကဲသွားတဲ့တီးခန့်ခြင်းတွေကကိုဒုက္ခရောက်အောင်လုပ်ခြင်းပါအခြားသူတွေကိုကိုယ့်အပေါ်စော်ကားခွင့်နင်းချေခွင့်ပေးလိုက်ခြင်းပါကိုတီးခန့်ပေးလိုက်တဲ့အရာတွေကအပြင်မှာတော့တီးခန့်တယ်လို့မြင်ရပေမဲ့ကိုယ့်ရဲ့အတွင်းထဲမှာတော့ကိုညှင်းဆဲနေတာမျိုးဖြစ်တတ်ပါတယ်ကိုကြည်ကြည်နက်နက်ပေးလိုက်တဲ့တီးခန့်ခြင်းတွေနားလေခြင်းတွေကကိုပျော်ရွှင်စေတယ်အေးချမ်းစေတယ်ဆိုရင်ပြဿနာမရှိပါဘူးကိုရဲ့အေးချမ်းခြင်းပျော်ရွှင်ခြင်းတွေကိုထိခိုက်လာစေတဲ့တီးခန့်ပေးခြင်းတွေဟာတော့ပြဿနာပါအခြားသူတွေကို yes လို့ပြောခြင်းဟာကို no လို့ပြောနေခြင်းပါကိုယ့်ရဲ့စိတ်တွေကိုအပင်ပန်းခံအနာကျင်ခံပြီးတော့အခြားသူတွေအပေါ်မှာတီးခံမှုနားလည်မှုတွေအလွန်အကျွံပေးမိနေခြင်းဟာကိုနားလည်မှုမရှိခြင်းပါကိုမချစ်ခြင်းပါကိုဟာကိုမကြိုက်တဲ့အရာကိုမကြိုက်ကြောင်းပြောခွင့်ရှိပါတယ်ကိုမလုပ်ပေးနိုင်တဲ့အရာကိုမလုပ်ပေးခွင့်ရှိပါတယ်ကိုတီးမခံနိုင်တဲ့ကိစ္စရပ်တွေကိုတီးမခံခွင့်အပြည့်အဝရှိပါတယ်ဒါဟာတကူကောင်းဆန်ခြင်းမဟုတ်ပါဘူးဒါဟာကိုလေးစားခြင်းပါကိုနားလည်မှုပေးခြင်းပါကိုကာကွယ်ခြင်းပါကိုဟာကိုကာကွယ်ဖို့တာဝန်အပြည့်အဝရှိပါတယ်